အဲ့ဒီလူနောက်လဲလိုက်တာနဲ့သူ့အသက်ရှူချက်သွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီဘီလူကသူ့နောက်မှာရှိနေလို့ပဲဒီဘီလူကအတန်နဲ့မဲလိုက်တာသူသိတယ်ထွက်ပြေးတာအချင်းကြီးပဲသူချက်ချင်းကိုရက်တက်လိုက်တယ်ပတ်လက်ကြည့်လို့လိုက်ပြီးအနီးနားမှာရှိတဲ့ပလတ်စတစ်အယုတ်တရုတ်ကိုတိမ်မွေးကောက်ယူလိုက်တယ်လက်ချောင်းတွေတုံနေပေမဲ့အတန်မထွက်အောင်အဝေးကိုပစ်ချလိုက်တယ်အယုတ်ကမြေကြီးနဲ့ရိုက်ခတ်ပြီးချက်ချင်းဆိုသလိုအဲ့ဒီတရဝါကလည်းရုတ်တရက်အဲ့ဒီအရက်ကိုလှည့်သွားတယ်မြေကြီးပေါင်းကြွလာပြီးဘီလူကတခဏတာအပြင်ဘက်ကိုပေါ်လာပြီးနောက်ပြန်ဝင်သွားတယ်ဒီလူတွတ်တော်ဒီခွင့်ရေးပဲလိုအပ်နေတာသူခွေးကိုအချက်ပြလိုက်ပြီးနှကောင်သားအတန်မထွက်ပဲထူထပ်တဲ့တောအုပ်စီကိုချီတက်လာကြတယ်ဒါပေမဲ့နောက်မှရှိတဲ့မြေကြီးကတော့သူတို့ကိုဆက်လိုက်နေစေပဲအဲ့ဒီဘီလူကလက်မလျှော့ချင်ဘူးဆိုတဲ့သဘောဒီလူကတစ်ပင်တွေစီကိုဥတီလိုက်တယ်အမြင့်တွေကြားမှာသူနှိမ့်သွားလိမ့်မယ်လို့သူထင်လိုက်တယ်ဒါပေမဲ့နောက်လက်ကြည့်လိုက်တော့သူ့သွေးတွေခဲသွားတယ်အဲ့ဒီဘီလူကလမ်းမှာဘာမှမတားနိုင်တယ်လို့အဲ့ဒီအချိန်တိုင်းမြေကြီးတွင်းကိုရှော့ချနေတယ်အဲ့ဒီအချိန်မှာသူ့ချီချော်ပြီးမြေကန်းဆက်မှာလဲကျသွားတယ်ခဏတစ်ခွက်လုံးအမောင်ထဲမှာပဲတတိယလာတဲ့အခါမှာတော့ခွေးကအရင်ကတည်းကပုတ်နေတဲ့ထူလုံးပေါက်တစ်ခုလေးကိုဝင်ပုန်းနေပြီဒီလူလည်းမြန်စီစီသူ့အနားကိုရောက်သွားတယ်ခွေးကိုရင်ခွင်ထဲဆွဲသွင်းပြီးပါးစပ်ကိုတေချာဖိကင်ထားလိုက်တယ်အခုတော့တိတ်ဆိတ်ချင်းပဲဒါပေမဲ့ဒီတိတ်ဆိတ်မှုကအနည်းအကြီးတယ်နောက်တစ်ခဏဆိုသူတို့နောက်ကျောမှာရှိတဲ့မြေကြီးကပြင်းပြင်းစွာဖောင်းကြွလာတယ်အဲ့ဒီဘီလူပြန်ရောက်လာပြီအရင်ကြီးတက်လာတယ်ဒီလူကလှုပ်ရှားတာတောင်ရက်လိုက်ပြီနှလုံးခုန်တန်ကတိတ်ကိုကျဲလုံးလို့သူ့ကိုယ်သူတောင်ကြောက်လာတယ်ဒီအတန်ကြီးကဘီလူကိုဖိတ်ခေါ်တာမရောက်သလားခဏချင်းတွင်အချိန်တွေရက်တန့်သွားတယ်လို့ပဲပြီးတော့ပြင်းပြင်းစွာမြေကြီးငြိမ်သွားတယ်လှုပ်ရှားမှုတွေရက်သွားတယ်ဖြစ်နိုင်တယ်အဲ့ဒီဘီလူကကြောက်ဖြတ်သွားပြီပေါ့ဒီလူကတက်ပြင်းချလိုက်ပေမဲ့လှုပ်ဖို့တော့မရဲသေးဘူးအဲ့ဒီအချိန်မှာခွေးရဲ့မျက်လုံးတွေကရေဘက်ကိုရောက်သွားတယ်မျောနေတဲ့သူ့ရဲ့အဝတ်ဒီကိုမြင်တော့သူ့ကိုယ်သူမထိန်နိုင်တော့ဘူးရုတ်တရက်လွတ်မြောက်ပြီးအပြင်ကိုပြေးထွက်လာကရေထဲခုန်ချလိုက်တာနဲ့အတန်ပဲတင်ထပ်သွားတယ်ဒီလူရဲ့မျက်နှာဖြစ်ပတ်သွားတယ်ဘာလို့လဲဆိုတော့အခုဘီလူကပြန်လာပြီးဒီတစ်ချိန်တော့သူတို့အတွက်ပဲရည်ရွယ်ပြီးမြေကြီးပြန်လောက်လာတဲ့အရင်ကထပ်ပုံမြန်တယ်ဒီလူကချက်ချင်းအိတ်စီကိုပြေးသွားတယ်လက်တွေတုံနေတယ်သူမြင်မြန်လက်ဖြစ်ပုံကိုထုတ်လိုက်တယ်ရှေ့မှာမြေကြီးပေါင်းကြွလာနေတယ်ဘီလူအပြင်ကိုခွဲထွက်တော့မဲ့ပုံပဲသူအစပြုံခံကိုဆွဲနှုတ်လိုက်တယ်တစ်စက္ကန့်လောက်စောင့်လိုက်ပြီးအားရှိသမျှအဲ့ဒီနေရာကိုပစ်ချလိုက်တယ်နောက်တစ်ခဏဆိုကျေလောင်တဲ့ပောက်ခွဲတန်းမြေကြီးတွင်းနဲ့အသားပိုင်းစတွေလေထဲကိုပြန်သွားတယ်မြည်ရည်နေသွားပြီးအဲ့ဒီလောက်ခတ်မှုကြောင့်ဒီလူလည်းရေထဲလဲကျသွားတယ်ခဏအတွင်းတိတ်ဆိတ်မှုပဲပြီးတော့ပြင်းပြင်းစွာ